Okay, Ayango Pimpana, Ayango Baisare, no? ဟုတ်တယ် Bye, where are they? ကျုပ်ထမင်း Utamina, Tinley Sale Pare, La Ong B, Kamalamago, Matthew. You know, Diga, Sane Japula, Ruben, ဝေးတယ် and I made Gita American sandwich the meal, pastrami, and I made that the meal, sauerkraut, Thousand Island dressing. You go pet him on energy, the name of Sabu Bulo. No? That's a bit. Pepe. อืม Die. Got it, no? And the Tilomio Bamo Chila. The rye bread. Got it. မင်းတော့ဆိုင်မှာစားရင်ဘူး အဲ့ကြောင့်မို့ထင်တယ်နိုင်ငံသားတွေအများကြီးပဲစားနေ Eh, အဲ့ဆိုင်မှာ Tilaoma. Sai miai be. As or ye che pocket day, no? Kumene shawe. ကောင်းတယ်နည်းနည်းတော့ Timina Tanyong go twayare. Tanyonga. Wage lampion shout there. No? နှစ်နာရီတောင်ကြာတယ်လမ်းလျှောက်တာ Eh. Asama simple, so ma pue. ကောင်းလိုက်လားအမေလည်းစားစားရှင်းရအစားစားတော့ရှင်းစားလာကျိုးရအစားစား Indiga neya asa. Hola. Share be. Ale balole. ရောရိုးရိုးထမင်းပါလေ Yo to me. Pinne sa thing. Pa shi le. Bazong shi ya. ပြည်ကြီးငါပဲဆုံးပင်သိန်း Mare. อืม ဒီမှာ you know ဒီရမယ်လာမယ်ရက်တွေဒီမှာနေရရင်အစားအစာကောင်းကောင်းစားမယ်ဗီဒီယိုတွေကောင်းကောင်းရိုက်ဒါပေမဲ့အကြံတွေရှိရင်ပဲနော်စားရင်အများကြီးရှိလို့ဒီကိမရေးချိတ်တတ်ဘူးအဲ့ကြတော့ နေရမှာနည်းနည်းတစ်ပတ်လောက်နေရမယ်ထင်တယ် ဟုတ် တစ်ပတ်လောက်နေရမယ်ဆိုရင် ဥမိုက်ကရဗီဇာအနေဆုံးတစ်ပတ်လောက်စားရအောင် အစားရဆိုချွေတရားရည်ရတာတာလေမစကြည့်ရ အဲ့တကယ်ကောင်းတယ် ဟုတ် နော်ဒီစိတ်မကြည့်ဘူးဒီ sandwich လေးကြီးအဲ့မလေးမကြည့်ဘူး ကောင်းတယ်ရတာကောင်း ဟိုထောက်နေတဲ့ဆိုင်တွေဈေးရမ်းကြီးရ အဲ့မင်းညာသေးသေးကြည့်ချက် ရေပူကတပူကရေတပူသူတော့ပန်း90လောက်တောင်းရတယ်အဲ့ဒါမြန်မာကျပ်ဘယ်လောက်လဲကွန်မန့်ထိုင်းမှာအဲ့တော့မျိုးပူကစေဘတ်ဒီမှာပန်း90လောက်မပေးဘူးမဝယ်ဘူး မြန်မာတော့ခုတော့ဘယ်လောက်လဲမသိဘူးအရင်ကတော့900ထောင်တော့ စားကောင်းတယ်ဒီမှာဘာလို့ဆရာမမရှိဘူးဗီဇာကိုစောင်းရရပဲတကယ်ဥမိုက်မြန်မာမှာနေချင်တယ်နော်ကူထိုင်းမှာနေရလို့ထိုင်းဗီဇာရှာရတယ် မလားတော့ ငါပြီးကောင်းလား ကောင်းလားငါပြောခန်းတင်းနဲ့ထောင်းတာ မိုက်တယ်လာအိုလူမျိုးတွေငါပြီးစားတယ်မသိဘူးဒီမြန်မာနဲ့တိတ်မကွာဘူး ခန်းတင်းကိုဖုတ်ပြီးတော့ထောင်းတာမိုက်တယ် အများကြီးပဲ သူရှာအရွက်ဝယ်တယ် ထပ်စားမလား တော့တယ်မသားတော့စား ကန်ကောင်းတယ် တနာတော့သူမစားရကြတယ်သူစားဒါတွေပဲစားနေ ဒီလိုမျိုးမိတ်တော့စားဘူးလားပစထရာမီလို့ခေါ်တယ် မိုက် ဟုတ်ကဲ့ကောင်းတယ် ရှယ်ပဲစား ပိုက်စား နေရမ်းဘူး ဒီမနေ့စားအများကြီးစားတယ်ဒါပေမဲ့အဲ့လောက်လမ်းလျှောက်တာဆိုပြန်ပိုက်စားလာတယ် နှစ်နာရီလမ်းဆိုတော့စဉ်းစားကြည့် တကယ်နဲ့နာရီကျော် ဘိုက်ထက်ကလေးတော့ပြုတ်ကြတယ် ပါကြတယ်ချက်တယ်ဆိုသူမပြောချင်ဘူးဆို ဟုတ်ရှက်လို့ လေလေနောက်တစ်6လကလေးမွေးနေဗီဒီယိုမှာမပြောဘူးနော်ဆိုဒီဗီဒီယိုကိုကြည့်တာဆိုတာတီးပြီ အစောတိကြီးရလို့သိမယ်လေရောဝါဆက်ကဲစားလိုက်အောင်ဘိုင်ဘိုင် တာတာတော့နောက်ဒီညနောက်တဲ့ဗီဒီယိုရိုက်မယ်တာတာ